The Call ခေါ်သံ online magazine ကိုနားဆင်နေရတာဖြစ်ပါတယ်ပထဝီနိုင်ငံရေးမိုင်းခွင်းများကျော်ဇောခိုင်မလ23-16ကုလအတွင်းမှုချုပ်ဂူတရက်စ်ရဲ့ဘင်္ဂလားဒေ့ရှ်ခီးစဉ်နောက်ပိုင်းမှာရိုဟင်ဂျာအရေးဟာအရင်အချိန်တွေကတည်းကရင်ပိုပြီးတိကျတဲ့လုပ်ငန်းစဉ်တွေရှိလာတဲ့သဘောမြင်တွေ့လာရတယ်မလ24-25မှာအမေရိကန်ပစိဖိတ်စစ်တပ်ရဲ့ဒုဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဂျိုရယ်ဗိုဝဲနဲ့အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်ကိုရောက်လာတယ်။နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက်လို့သတင်းထုတ်ပြန်တယ်။စီခါလီဇင်းကြံလန်းစီမံကိန်းစီခါလီ Corridor Project စီခါလီဟာကော့ဘဇားခရိုင်အပိုင်းတက်နက်မြို့ရဲ့မြောက်ဘက်ကီလိုမီတာ30အကွာကရွာလေးတွေဖြစ်တယ်။ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်ကိုပိုင်းခြားထားတဲ့နက်မြကမ်းပြီးမှရှိပြီးတစ်ဖက်မှာမောင်းတော်ဖြစ်တဲ့အတွက်မြန်မာဘက်ခြမ်းရိုဟင်ဂျာပြည်ပခါစုံနဲ့အနိကဆုံးမှာရှိနေတယ်လို့ပြောရမှာဖြစ်တယ်။စီခါလီဇင်းညံစီမံကိန်းဆိုတာကဒီဒေသကနေဖြတ်ပြီးရခိုင်ဒေသကိုလူသားချင်းစာနာမှုအတွက်အကူအညီပေးအပ်ဖို့စီစဉ်နေတာကိုဆိုလိုတယ်။ဒီစီမံကိန်းဘယ်တော့စပြီးဘယ်လိုအစိတ်ပိုင်းတွေပါဝင်မယ်ဆိုတာကတော့အကြမ်းမှန်းဆချက်တွေနဲ့ဆွေးနွေးမှုတွေထွက်ပေါ်လာပေမဲ့တိကျတဲ့သတ်မှတ်ချက်တွေမရှိသေးတာတွေ့ရတယ်။ဒါပေမဲ့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ AP 29ရက်နေ့မှာဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရက UN ရဲ့တောင်းဆိုချက်ဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီးရခိုင်ဒေသကိုအကူအညီပေးဖို့ဆိုတာကိုလက်ခံခဲ့ပြီးဖြစ်တယ်။ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ပြည်နယ်ဟာနယ်နိမိတ်290ကီလိုမီတာပိုင်းခြားထားပြီးနယ်စပ်တစ်ခုလုံးလိုဟာ AA ရဲ့သိမ်းပိုက်ထိန်းချုပ်မှုအောက်ကိုရောက်ရှိနေတာဖြစ်လို့မြန်မာဘက်ခြမ်းအတွက်အဓိကဆက်သွယ်ရမယ့်အဖွဲ့အစည်းဟာ AA ဖြစ်လာမှာဖြစ်တယ်။အမေရိကန်ပတ်သက်မှု UN ရဲ့လူသားချင်းစာနာမှုအထောက်အကူစီမံကိန်းမှာအမေရိကန်နိုင်ငံသားရေးဘက်ကအရာရှိ3ဦးရဲ့ဒါကာကိုလာတဲ့လက်တလောခီးစဉ်တွေကနိုင်ငံတကာလိလာသူတွေကိုအမေရိကန်ရဲ့အခမ်းကဏ္ဍကဘာလဲဆိုတဲ့မေးခွန်းကိုဖြစ်စေတယ်။ဒီအထဲမှာဆူဇန်စတီဖန်ဆန်နေပြည်တော်ခြေဆိုင်အမေရိကန်အဆင့်မြင့်တန်ရာရှိဗန်မတ်မထားတဲ့နိုင်ငံတွေမှာအစားထိုးခန့်အပ်ထားသူနဲ့တောင်အာရှနဲ့အရှေ့ပစိဖိတ်ကအရာရှိတွေပါတဲ့အတွက် UN အစီအစဉ်ဟာအမေရိကန်ရဲ့အင်ဒိုပစိဖိတ်ဒေသတစ်ခုလုံးနဲ့ဆိုင်တဲ့နိုင်ငံခြားရေး policy နဲ့ဆက်ဆက်နေမယ်လို့ယူဆလာကြတဲ့သဘောကိုလည်းတွေ့ရတယ်။ဒီလိုယူဆရတာကလည်းထိပ်မှာပြောခဲ့တဲ့အမေရိကန်ပစိဖိတ်စစ်တပ်ဆိုတာကဟာဝိုင်ယီ၊အလာစကာပစိဖိတ်သမုဒ္ဒရာတောင်ကိုရီးယားနဲ့ဂျပန်ကအမေရိကန်စစ်အခြေစိုက်စခန်းတွေအားလုံးပါတဲ့အတွက်ဖြစ်တယ်။အမေရိကန်ရဲ့ဒီစစ်တပ်ဟာဟေတီ၊ကျူးဘားနဲ့အရှေ့အလယ်ပိုင်းကလူသားချင်းစာနာမှုမစ်ရှင်တွေမှာပါဝင်ခဲ့မှုတဲ့မှတ်တမ်းတွေရှိတယ်။ဆိုတော့ဘင်္ဂလားဒေ့ရှ်ဘက်ကလာမဲ့လူသားချင်းစာနာမှုအထောက်အကူနဲ့အတူအမေရိကန်ရဲ့တရုတ် proxy စစ်ပွဲပြင်ဆင်မှုဖြစ်လာမလားလို့ယူဆကြစိုးရိမ်ကြတဲ့သုံးသပ်မှုတွေကိုလည်းတွေ့ရပြန်တယ်။ Trump ရက်တရားဒေါ်နယ်ထရမ့်ရဲ့သမ္မတသက်တမ်းပထမရက်တရားဟာ AP 30ရက်နေ့မှာပြီးဆုံးတယ်။ အမေရိကန်သမ္မတတွေထဲမှာပထမရက်တရားအတွင်းလူထုစစ်တမ်းနဲ့ထောက်ခံမှုမှာအနှိမ့်ဆုံးကျဆင်းသွားတဲ့သမ္မတအဖြစ်ထရမ့်ဟာမှတ်တမ်းဝင်ခဲ့ပြီဖြစ်တယ်။ ထရမ့်ရဲ့ပထမရက်90မှာအမေရိကန်စီးပွားရေးအစိုးရစီမံခန့်ခွဲမှုခေါင်းမုံမှုနဲ့ယူကရိန်းစစ်ကြားမှာအာရုံစိုက်ပြီးနောက်ထပ်ရက်90မှာတိုင်ဝမ်နဲ့အာရှအာဖရိကဒေသတွေနဲ့ပတ်သက်တဲ့တရုတ်နဲ့အမေရိကန်ကြားပထဝီနိုင်ငံရေးသဘောထားတွေတွေ့ကြရမယ်မျှော်လင့်ခဲ့ကြတယ်။ဒါပေမဲ့အမေရိကန်ကုန်သွယ်ခွန်ကောက်ခံမှုသဘောထားထုတ်ပြန်ချက်တွေနဲ့တရုတ်အမေရိကန်ကုန်သွယ်ရေးစစ်ဟာဒုတိယရက်90တစ်ခုလုံးရဲ့အဓိကအားပြိုင်မှုအဖြစ်ဆက်လက်ထွက်ပေါ်လာခဲ့တယ်။ကုန်သွယ်စစ်ကြောင့်အမေရိကန်ကိုပို့နေကြတရုတ်ကုန်တွေရဲ့ဈေးကွက်အတွက်ရှီကျင်းပင်ဟာရှေ့တောင်ရှာနိုင်ငံတချို့ကိုခီးထွက်တယ်လို့ပြည်တွင်းစားသုံးမှုတိုးမြင့်ဖို့လဲဆောင်ရွက်နေတာတွေတွေ့ရတယ်။အမေရိကန်ဘက်မှာကုန်သွယ်ခွန်ကြောင့်ဈေးနှုန်းမြင့်တက်လာတဲ့ကုန်ပစ္စည်းတွေဝယ်ယူသုံးစွဲရတာကိုကာမိဖို့အတွက်ထရမ့်ဟာအမေရိကန်ပြည်သူတွေကိုအခွန်အကောက်အောက်ခံမှုတွေရှော့ချပေးတာတွေ့ရမှာဖြစ်တယ်။အမေရိကန်ဘက်ကတရုတ်နဲ့ဆွေးနွေးဖို့နီးလန်းတွေရှာဖွေထားပြီးဖြစ်နိုင်ခြေတွေရှိနေတယ်လို့သတင်းထုတ်ပြန်ပေမဲ့တရုတ်ဟာအမေရိကန်အနိုင်ကျင့်ကုန်သွယ်မှုလို့ယူဆထားတဲ့အတွက်ကုန်သွယ်စစ်ကိုကြံ့ခံတံပြန်မဲ့သဘောအတန်တိတ်နေစေဖြစ်တယ်။စီးပွားရေးကျဆင်းမှု recession အမေရိကန်စီးပွားရေးပညာရှင်အတော်များများကတော့အမေရိကန်ဟာစီးပွားရေးကျဆင်းမှုအတွင်းမရှောင်မလွဲနိုင်ပဲရောက်တော့မှာလို့ပညာရှင်တွေခန့်မှန်းချက်ပေးကြတာတွေ့ရတယ်။ Republican ရေးနဲ့ပညာရှင်တချို့ကတော့အမေရိကန်စီးပွားရေးကိုအခြေမြစ်ကစပြီးပြင်ဆင်ဖို့အတွက် recession ဟာအခြေခံအဖြစ်လိုအပ်တယ်လို့အကောင်းဘက်ကမြင်ပြီးသုံးသပ်ပေးကြတာလည်းရှိတယ်။ဒါပေမဲ့အကြံကြည့်ပြီးထင်ရလို့တဲ့ Trump ရဲ့ MAGA Make America Great Again အစီအစဉ်ကတော့အပြက်နဲ့နှာခေါင်းသွေးထွက်ဖို့ရှိနေတယ်။
recession ရဲ့စီးပွားရေးသတ်မှတ်ချက်ကကွာတာနှစ်ခုဇက်တိုက်6လဇက်တိုက် GDP ကျတာကိုဆိုလိုတယ်။အမေရိကန်ဟာကမ္ဘာစီးပွားပြက်ကပ်1929-30နောက်ပိုင်းမှာ14ကြိမ် recession ဖြစ်ခဲ့တဲ့တရားဝင်မှတ်တမ်းရှိတယ်။ရှေ့ပိုင်း recession တွေကိုဖယ်ပြီး1993ရေနံပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ recession ကနေ COVID recession ထိအကျန်းလှေလာကြည့်တော့စီးပွားရေးကြောင့်ဗဏ္ဍာရေး policy ငွေကြေး policy တွေကိုဆိုလိုတယ်။ဖြစ်တဲ့ recession ဟာစစ်ပွဲတွေကြောင့်ဖြစ်တဲ့ recession နဲ့စတော့ဈေးကွက်ပြက်လို့ကျတဲ့ recession တွေထက်ပိုကြာတဲ့သဘောရှိတာတွေ့ရတယ်။တကယ်သာအမေရိကန်နဲ့တရုတ်ဟာကုန်သွယ်ခွန်ပြဿနာကိုလာမဲ့3လကနေ6လအတွင်းအစုံတရာသဘောတူညီချက်နဲ့ဖြေရှင်းချက်မယူနိုင်ခဲ့ရင်ဒီဇင်ဘာ2009ကနေဇွန်2009အထိကမ္ဘာဘဏ္ဍာရေးအကျပ်အတဲကြောင့်ဖြစ်တဲ့ recession လိုပြင်းထန်မှုမျိုးကိုကြုံရနိုင်တယ်လို့ခန့်မှန်းကြည့်ရမှာဖြစ်တယ်။ယူကရိန်းကပေးတဲ့နောက်ဆုံးသတင်းထရမ့်ဟာဇလင်းစကီနဲ့ဗာတီကန်တွေ့ဆုံမှုမှာနောက်ဆုံးသဘောတူညီချက်တွေရယူခဲ့နိုင်တဲ့သဘောတွေ့ရတယ်။အမေရိကန်ရဲ့ယူကရိန်းတယံဇာတထုတ်ယူမှုသဘောတူညီချက်ဟာအမေရိကန်ရဲ့ယူကရိန်းစစ်အတွက်မျှော်လင့်ချက်တစ်ခုဖြစ်တယ်။တစ်ဖက်ကကြည့်ရင်ဒီအချက်ဟာထရမ့်ရဲ့စစ်ကိုရှောင်ပြီးစီးပွားရေးအရာကုန်သွယ်ဖို့ရည်မှန်းချက်ကိုထင်ရှားစေတယ်။တိုင်ဝမ်ချစ်ထုတ်မဲ့စီမံကိန်းတွေဟာကာလီဖိုးနီးယားကိုရွေ့နေပြီဖြစ်လို့အင်ဒိုပစိဖိတ်ကိုထရမ့်စိတ်ဝင်စားမှုဟာမြေရှားနဲ့များပတ်သက်မလားစဉ်းစားစရာတစ်ခုဖြစ်စေတယ်။ထရမ့်အတွက်တော့စစ်ဟာအမေရိကန်ရဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးဗျူဟာတွေကနီလန်တစ်ခုအဖြစ်မျှတာဖြစ်တာမို့မြန်မာဟာ proxy စစ်ပွဲဆိုတာထက်မြန်မာမြောက်ပိုင်းကိုတရုတ်ဩဇာကနေပြန်ကန်ဖို့ဖြစ်လာနိုင်မလားအခြေအနေတွေကိုစောင့်ကြည့်ကြဖို့လိုတယ်။ရခိုင်ကလူမျိုးရေးမိုင်းငွေတွေနဲ့လူသားချင်းစာနာမှုအထောက်အကူအမေရိကန်နဲ့တရုတ်ရဲ့အိန္ဒိယပင်လယ်ပြင်ထိန်းချုပ်စိုးမိုးရေးနဲ့ကချင်ဒေသတယံဇာတတွေဟာဒေါ်လန်စစ်နဲ့ပူးတွဲလိုက်ပါလာမဲ့အကြောင်းအရာတွေများလားစဉ်းစားချင့်ချိန်စောင့်ကြည့်ကြဖို့ဖြစ်တယ်။ The Call Call the online magazine မှာဖော်ပြထားတဲ့ဇောင်းမရှင်ကျော်စောခိုင်ရဲ့ပထဝီနိုင်ငံရေးမိုင်းခွင်းများသတင်းသုံးသပ်ချက်ဇောင်းမကိုကျွန်တော်မြင့်ထက်အောင်ရွတ်ဖတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။